ဖြစ်တဲ့ခဏအသက်20အတွင်းမှာတီလာတဲ့ပတ်စံတော်တော်ရေးကြီးတာပဲရာအလုံးဒီပါကိုသူလုံးနိုင်တယ်လို့ငါတွေးမိရနဲ့ချွေးသေးပါရွှဲဒီကြောင်းတွေဖျားနေတွေးမှမေးကြည့်ရမယ်တုတ်ကောင်ဘွားတရေသားဘွားဖြည်းဖြည်းသွားရင်လူဖြစ်လာတော့နေစားစားစရတာမိဘတွေပြေးရ service ဒီလိုနဲ့ရွယ်ရောက်လာတော့ပုံမှန်မို့ရုံးကန်လှရှားရင်နောက်ဆုံးတော့ပြဖြစ်သွားရပဲမဟုတ်လားဒါကထုံးစံဒုက္ခတွေရောက်တော့အဖျားရှိမှတူးတော့တိုင်းတယ်သေးရတကယ်နဲ့စဉ်းစားကြည့်ငါဒုက္ခကသူ့နဲ့မှမဆိုင်ပဲငါတို့တကယ်ပိုင်တဲ့အရာတွေကိုဖတ်တွေ့ဖို့ကြိုးစားရင်းနဲ့ပဲချိန်တွေကုန်ခဲ့ပြီးဒီတရားတွေရိုင်းနေလူတွေတည်သွားတဲ့အခါမှာခံနာတဲ့ဝိညာဉ်ထွက်သွားရဆိုတော့မြုံနဲ့ငါ့ကိုပုံဝင်ခြင်းကပြစ်တင်လျက်နိဗ္ဗာန်နဲ့ငယ်တစ်ခုခုဖြစ်မနေရွေးရမှာပဲမဟုတ်လားအမှန်တကယ်တော့တည်သွားရင်ဒီတိုင်းအေးသွားတော့ပဲမဟုတ်လားလူတွေနဲ့ခဏဒီဘာကြီးရဲ့မောင်နဲ့စီကံများကြရဲ့ယူရောမဲနောက်လေချီရောပါချင်ခဲ့လေလူမုံများနဲ့ဝေဝါသွားမယ်တခါတည်းငယ်ချင်းတွေနဲ့သွားလာပြီးခါလေထီးကြံဆန်လုံးလို့ငါအရေးတော့ငါရဲ့အနားမှာမရှိအသက်ရွယ်ကြီးလာနဲ့မြဘွားကလိုက်ခါလာသည်လူတစ်တွေနဲ့တွေ့သလိုနားကပျောက်သွားတာတွေလည်းများလာပြီလူဆိုတာတေးပြီးသွားရင်ဘာဖြစ်မယ်ဆိုတော့ဖြစ်ရှိရဲ့ဘွားနောင်ဘွားဆိုတာကိုတွေ့လက်ရှိဘွားကိုရနေကြည့်ရဲ့လားငါတည်သွားတဲ့ခါမှာပြုတ်ပေးပါမြေကြီးထဲမှာဘွားမှာကြောက်စရာဆိုတာမရှိတော့တာငါအဖေတေးပြီးကလေးကတနေရာနဲ့တနေရာဝေးလွန်းမသွားဘူးကိုယ့်အကူတော်ပြင်းလို့ထမင်းတော်ကြောင်မဝါဘူးလာပေမဲ့လည်းအချိန်တန်တော့ထမင်းစားဖို့ပတ်စံရှာမိဘတွေရဲ့ရေအောင်မှာကြကြမရှိတဲ့နာကိုလက်ခံလာတားရီရဲ့မွေးရအောင်မယ်ကိုယ့်ဘက်ကပြည့်အောင်လုပ်ပြီးတော့မပြည့်တဲ့လူတွေကိုလည်းဖြည့်ရအောင်မယ်အခုတည်းထိတော့အနာဂတ်ကဝေဝါးတော့မယ်ဆိုပေမဲ့လည်းလူဖြစ်တဲ့ခဏမှာပျော်ပျော်နေတော့မယ်လူဖြစ်တဲ့ခဏဒီပါကြီးရဲ့မောင်နဲ့စီကံများကြရဲ့ယူရောမယ်နောက်လေချီရောပါချင်ခဲ့စီကံ